မြန်မာပါဝင်12နိုင်ငံကိုဗီဇာပိတ်လိုက်တဲ့ဒေါ်နယ်ထရန့်ကြောင့်ဘလို့ကျိုးဆက်တွေထပ်ဖြစ်လာနိုင်မလဲဒီအပိုင်းသတင်းကောင်းစီးပိုင်းတွေကိုနေရာယူလာခဲ့တာကဒေါ်နယ်ထရန့်ရဲ့အမိန့်တစ်ခုပါအင်ပီရောကထွက်ပေါ်လာသောနောက်ဆုံးသတင်းတွေအရသမ္မတဒေါ်နယ်ထရန့်ကပထမကြိမ်သမ္မတဖြစ်တော့မှာအကောင့်တွေပေါ်ခဲ့တဲ့ခရီးသွားလာခွင့်ပိတ်ပင်မှုနဲ့စင်တူတဲ့အမိန့်တစ်ရပ်ကိုထပ်ပြီးတော့ကြီးညာခဲ့တာဖြစ်ပါတယ်အခုမိန့်ကတော့ပို့ပြီးတော့ကျန်းနေတာပါဒီအမိန့်ကြောင့်နိုင်ငံ12နိုင်ငံကနိုင်ငံသားတွေတဲ့အမေရိကန်တပ်ကိုဝင်ရောက်ခွင့်ရှိတော့မှာမဟုတ်ပါဘူးအလဲဘက်သဘောမျိုးနဲ့တော့တွာလာလို့ရမှာမဟုတ်ပါဘူးဒီကိစ္စကြောင့်ပဲဒုက္ခရောက်နေမဲ့လူတွေလည်းအများကြီးရှိနေတာတော့အမှန်ပါပဲနောက်ပြီးတော့နိုင်ငံရေးလောကမှာရောလူခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေကြားထဲမှာလည်းလောက်ခတ်မှုကြီးကြီးမားမားဖြစ်ပေါ်နေနေပါတယ်လောလောလတ်လတ်ပေါ်ထွက်လာတဲ့ဒီသတင်းကိုမီဒီယာတွေနဲ့ကျွမ်းကျင်သူတချို့ကလည်းမျိုးစုံသုံးသပ်နေကြပါတယ်ဒီဗီဒီယိုလေးမှာတော့ NBC နဲ့ CNN သတင်းဌာနတို့ရဲ့သုံးသပ်မှုကိုကိုးကားပြီးမျှဝေပေးသွားမှာပါပိတ်လိုက်တဲ့နိုင်ငံ12နိုင်ငံထဲမှာမြန်မာလည်းပါဝင်ပါကျန်တဲ့နိုင်ငံတွေကတော့အာဖဂန်နစ္စတန်ချတ်ကွန်ဂိုအီကွေတိုရီယန်နျူဂီနီအီရီထရီယာဟေတီအီရန်လစ်ဗျာဆိုမာလီယာဆူဒန်နဲ့ယီမင်တို့ပါပဲနောက်ပြီးတော့ဒီနိုင်ငံတွေပြင်ဘူရန်ဒီဂျူဘာလာအိုဆီရာလီယွန်တိုဂိုတက်မင်နစ္စတန်နဲ့ဗင်နီဇွဲလားတို့ခုနှစ်နိုင်ငံကိုလည်းလာရောက်ခွင့်ကန့်သတ်ထားတာရှိပါတယ်ဒီခုနှစ်နိုင်ငံကိုတော့ယာယီလာရောက်တဲ့သူတွေပေါ်မှာကန့်သတ်ထားတာပါသဘောတော့ဒီခုနှစ်နိုင်ငံကလည်းအလဲဗီဇာနဲ့ဆိုရင်လာလေလို့ရမှာမဟုတ်ပါဘူးအကျိုးကြောင့်ခိုင်လို့လုံးမှာပဲအမေရိကန်တက်ကိုချေချခွင့်ရမှာပါမြန်မာပါဝင်12နိုင်ငံကတော့ဘလို့မှမရနိုင်ပါဘူးလုံးဝကိုပိတ်ကန်လိုက်ရတာပါရွှေပြောင်းချေချဖို့ပြင်ဆင်ထားသူတွေအလဲသွားပြီးတော့ခုံလုံးခွင့်ရအောင်လုပ်မယ်ဆိုသူတွေကဒီသတင်းကအိမ်မက်ဆိုးကြီးပါဒီခီးသွားလောက်ကပိတ်ပင်မှုတွေအတွက်အဓိကအကြောင်းပြချက်တွေကအမျိုးသားလုံခြုံရေးနဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်မှုနှုန်းတနည်းအားဖြင့်တော့ overstay ကိစ္စတွေများလာလို့ပါအင်ဖြူတော်ရဲ့ထုတ်ပြန်ချက်ကြောင့်အာဖဂန်နစ္စတန်ဟာတာလီဘန်ကျန်းဖတ်ဖွဲ့ရဲ့အဓိကနေရာဖြစ်တဲ့အတွက်အန်ဒီရရှိတယ်လို့ဖော်ပြထားပါတယ်ဒါပြင်အမေရိကန်နိုင်ငံမှာယာယီဗီဇာနဲ့လာရောက်ပြီးတော့ဗီဇာတက်တန်းကျော်လွန်နေထိုင်သူတွေများပြားနေတဲ့ကိစ္စကိုလည်းထောက်ပြခဲ့တာပါဥပမာအားဖြင့်တော့ B1 B2 ဗီဇာနဲ့လာရောက်တဲ့သူတွေထဲမှာအာဖဂန်နစ္စတန်9ရာခိုင်နှုန်းမြန်မာမှာ29ရာခိုင်နှုန်းဂျီပူတီမှာ42ရာခိုင်နှုန်းနဲ့ချက်မှာ49ရာခိုင်နှုန်းတို့ကဗီဇာတက်တန်းကျော်လွန်နေထိုင်သူတွေရှိနေတယ်လို့ဆိုထားပါတယ်တခြားနိုင်ငံများတွေလည်းထူးခြားတဲ့အကြောင်းပြချက်တွေရှိပါတယ်။ကျူးဘာကိုတော့ကြမ်းဖက်မှုကိုအားပေးတဲ့နိုင်ငံဖြစ်သတ်မှတ်ပြီးအမေရိကန်ပြည်ထောင်စုရဲ့လုံလောက်တဲ့ဥပဒေစိုးမိုးရေးဆိုင်ရာတရင်ချက်လက်တွေကိုပူးပေါင်းဆောင်ရွက်ခြင်းဒါမှမဟုတ်မျှဝေခြင်းမရှိဘူးလို့ဖော်ပြထားပါတယ်။ယီမင်မှာဆိုရင်နိုင်ငံကိုလက်မှတ်ပါဝင်တရားဝင်စာရွက်စာတမ်းတွေထုတ်ပေးနိုင်တဲ့ဗဟိုအာဏာပိုင်ဖွဲ့စည်းလည်းမရှိဘူးလို့အင်ဖြူတော်ကဆိုထားပါတယ်။ဒီလိုသေးစိတ်ချက်လက်တွေကိုအများပြည်သူသိအောင်ထုတ်ဖော်ပြောကြားခြင်းဟာအမေရိကန်ရဲ့မြို့သားလုံခြုံရေးကိုဆိုးရွားစွာနဲ့ထိခိုက်စေနိုင်တယ်လို့လည်းအင်ဖြူတော်ကအခိုင်အမာပြောကြားထားတာပါ။ဒီသေးစိတ်ချက်လက်အများစုဟာလျှို့ဝှက်ထားတဲ့သတင်းချက်လက်တွေဖြစ်တာကြောင့်တိကျတဲ့မေးခွန်းတွေအတွက်အဖြေပေးဖို့ခက်ခဲနေပါတယ်။ဒီချက်လက်တွေကအရင်ကတည်းကတရားဝင်ထုတ်ပြန်ထားတဲ့ဇန်နဝါရီလ20ရက်နေ့အုပ်ချုပ်ရေးအမိန့်တစ်ခုကနေဆင်းသက်လာတာပါ။ဒီအမိန့်မှာပြည်တွင်းလုံခြုံရေးဌာန DHS နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုအမေရိကန်နိုင်ငံပေါ်ရန်လိုတဲ့နိုင်ငံတွေနဲ့လုံခြုံရေးအန္တရာယ်ဖြစ်စေတဲ့နိုင်ငံတွေကနေဝင်ရောက်လာသူတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတစ်စောင်ပြုစုဖို့ညွှန်ကြားထားတာပါ။ဒီဌာနတစ်ခုကအမေရိကန်အတွက်အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့ဝင်ရောက်သူတွေကိုစောင့်ကြည့်မှတ်တမ်းတင်ပြီးပြန်စီရင်ခံရပါတယ်။အစာကလေးကအတည်ပြုခဲ့တဲ့မိန့်ဖြစ်ပေမဲ့ကိစ္စတစ်ခုကြောင့်အခုလိုထုတ်ပြန်ကြေညာလိုက်တာပါ။အဲဒီကိစ္စကတော့ဘိုလ်ဂျာချမ်းဖတ်တိုက်ခိုက်မှုပါပဲ။ဒီကိစ္စကကိုလိုရာဒိုပြည်နယ်ဘိုလ်ဂျာမြို့မှာဖြစ်ခဲ့ပါတယ်။အဲဒီကိစ္စဖြစ်ပြီးတဲ့အခါမှာတော့ခီးသွွာလောက်ခင်ပိတ်ပင်တဲ့အမိန့်ကိုအလေးမြန်ထုတ်ပြန်ခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးထရန့်ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။စနစ်တကျစစ်ဆေးမှုမခံယူထားသောနိုင်ငံသားများဝင်ရောက်လာခြင်းကြောင့်ဒီလိုကြမ်းဖက်လုပ်ရက်တွေဖြစ်လာခဲ့တယ်လို့ကြေညာခဲ့တာပါ။အဲ့ဒါတွေကြောင့်ပဲဒီလိုလူတွေကြောင့်အန်ဒီရထက်မဖြစ်ရအောင်ခီးသွွာလောက်ခင်ပိတ်ရမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ဒေါ်နယ်ထရန့်ပထမကြိမ်သမ္မတတာဝန်ထမ်းဆောင်တုန်းကလည်းခီးသွွာလောက်ခင်ကန့်သက်ချက်တွေကိုထုတ်ခဲ့သေးတာပါ။အဲဒီကန့်သက်ချက်တွေကအမေရိကန်မြေပေါ်မှာဖြစ်လာနိုင်ခြေရှိတဲ့နိုင်ငံခြားကြမ်းဖက်တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့တယ်ဆိုပြီးထပ်ပြောခဲ့ပါတယ်။ထရန့်ကတော့ဥရောပမှာဖြစ်ခဲ့တာမျိုးအမေရိကမှာဖြစ်ခွင့်ပေးမှာမဟုတ်ပါဘူးဆိုပြီးခက်ပြက်ပြက်ပြောခဲ့တာပါ။နောက်ပြီးတော့ချမ်းဖတ်သမားတွေဗီဇာလုံခြုံရေးမှာပူးပေါင်းဆောင်ရွက်ထားသူမရှိတဲ့သူတွေခရီးသွားတွေရဲ့ကိုရေးထောက်ထားတွေကိုအတည်ပြုနိုင်စမ်းမရှိတာတွေရာဇဝတ်မှုမှတ်တမ်းတွေမှာမမှန်ကန်မှတ်ပုံတင်ထားတာမျိုးမရှိတာတွေဗီဇာတန်တန်းကျော်လွန်ပြီးတော့နေထိုင်မှုမြင့်မားတာတွေကိုအမျိုးသားလုံခြုံရေးချင်းချောက်မှုလို့လည်းထည့်သွင်းစဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်တာတိုက်ခိုက်မှုမှာပါဝင်ခဲ့တယ်လို့တန်တရားရှိတဲ့သူကအီဂျစ်နိုင်ငံသားဖြစ်နေခဲ့ပါတယ်။ဗီဇာတက်တန်းကျော်လွန်ပြီးနေထိုင်တဲ့ overstay သမားတယောက်ဖြစ်နေတာပါ။ဒါမဲ့လည်းခီးသွွာလောက်ကပိတ်ပင်ခံထားရတဲ့နိုင်ငံထဲမှာတော့အီဂျစ်ကမပါခဲ့ပါဘူး။ဒီအချက်ကိုသတင်းတောက်တွေနဲ့ကျွမ်းကျင်သူတွေကလည်းထောက်ပြခဲ့ပါတယ်။အဲဒါကြောင့် plane တီဗီဇာပိတ်ထားတဲ့ဆိုင် overstay ကိစ္စကိုပဲတင်းတင်းကြပ်ကြပ်ကင်တွယ်သင့်ကြောင်းဝေဖန်သူတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ထရန့်တို့ဖွဲ့ကလည်းသူ့မူဝါဒနဲ့သူဖြစ်နေတာပါ။အရင်ကတည်းကခီးသွွာလောက်ခင်ဗီဇာနဲ့ပတ်သက်ပြီးမူဝါဒကရှိပြီးသားဖြစ်ပါတယ်။အဲဒီမူဝါဒရဲ့မျိုးသားကျိုးစည်းပွားနဲ့နိုင်ငံလုံခြုံရေးကိုထိခိုက်လာနိုင်ခြေရှိရင်လုပ်ရမယ်လမ်းစဉ်တွေကလည်းရှိနေပြီးသားပါအခုတော့အီဂျစ်သားတယောက်ရဲ့ကောင်းမှုကိုအကြောင်းပြုပြီးနိုင်ငံ19နိုင်ငံကငတ်ထွားခါးနာတဲ့ကိစ္စတွေဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ overstay သမားတွေကိုတင်းတင်းကြပ်ကြပ်ကင်တွယ်မဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်ပထမကျင်းသမ္မတဖြစ်တုန်းကထရန့်ထုတ်ပြန်ခဲ့တဲ့ခီးသွွာလောက်ကိပိတ်ပင်မှုတွေကတရားရေးဆိုင်ရာစင်ကုန်မှုတွေလည်းရှိခဲ့ပါတယ်အခုတော့ထုတ်ပြန်တဲ့အမိန့်ကလည်းဒီလိုအခြေအနေတွေရင်ဆိုင်ရနိုင်ခြေရှိတာပါ2018ခုနှစ်မှာအမေရိကန်တရားရုံးချုပ်ကရခိုင်ပိတ်ပင်မှုရဲ့တစိမ့်တစ်ပိုင်းကိုမြို့သားလုံခြုံရေးအကြောင်းပြချက်တွေနဲ့တည်ပြုခဲ့ပူပါတယ်ဒါပေမဲ့ ACLU လိုမျိုးလူခွင့်ရေးအဖွဲ့အစည်းတွေပြင်တခြားအရက်ဖက်လူအဖွဲ့အစည်းတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတရားစွဲဆိုဖို့အသင့်ဖြစ်နေကြတာပါ
ဒီအဖွဲ့အစည်းတွေကရင်တော့ထုတ်ပြန်လိုက်တဲ့ပိတ်ပင်မှုကိုမွတ်စလင်ပိတ်ပင်မှုဆိုပြီးခေါ်ခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်မွတ်စလင်နိုင်ငံအများစုကိုဥတီထားလို့ပါ။လူမျိုးရေးခွဲခြားမှုဆိုင်ရာတက်ရောက်မှုတွေလည်းရှိခဲ့ပါတယ်။အခုတစ်ခါမှလည်းဒီလိုကိစ္စတွေထပ်ဖြစ်လာပါတယ်။ဒီအချိန်မှာလည်းလူ့ခွင့်ရေးဆိုင်ရာအဖွဲ့တွေအရက်ဖက်ဖွဲ့စည်းတွေကတရားစွဲကြအောင်ပါ။အိမ်ပြည်တော်ကတော့ဒီလိုတရားရေးဆိုင်ရာစင်ခေါ်မှုတွေအတွက်အသင့်ပြင်ထားတယ်လို့တုံ့ပြန်ခဲ့ပါတယ်။နောက်ပြီးတော့လူမှုကြီးကြပ်ရေးဆိုင်ရာတင်ကျက်တဲ့ဒီမူဝါဒကမဲဆန္ဒရှင်တွေလူလာတဲ့အရာတွေဖြစ်တယ်ဆိုပြီးကြောင်းပြထားတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်မှာရှိနေခြင်းဟာအခွင့်အရေးတစ်ခုသာဖြစ်ပြီးမူရပါအခွင့်အရေးတော့မဟုတ်ဘူးဆိုပြီးခက်ပြက်ပြက်ပြောထားရလေဖြစ်ပါတယ်။တဘောတော့ဆိုရကဗီဇာပေးရင်နေမပေးရင်လစ်တော့ဆိုတဲ့အဓိပ္ပာယ်ပါပဲ။နောက်ပြီးတော့ overstay သမားတွေလည်းပေးခဲ့မနေပဲအမြဲဆုံးထွက်သွားတဲ့ကြောင်းသတင်းစကားပေးချင်နေတာဖြစ်ပါတယ်။ဒါအပြင်ဒီခီးသွားလာရေးပိတ်ပင်မှုကအမေရိကန်ဦးစားပေးမူဝါဒရဲ့အသက်သွေးကြောတစ်ခုဖြစ်ကြောင်းပြောခဲ့တာပါ။အဓိကတော့နိုင်ငံခြားရေးမူဝါဒစီးပွားရေးမူဝါဒတွေမှာအမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုပြီးချမှတ်ခဲ့ပါတယ်။နောက်ပြီးတော့ဒီမူဝါဒတွေကကုန်သွယ်ရေးဆိုင်ရာအခွန်ကောက်တွေလိုပဲအဓိပ္ပာယ်ဆင်တူပါတယ်။တခြားနိုင်ငံတွေနဲ့ဆက်ဆက်တဲ့အခါမှာနိုင်ငံခြားရေးပြင်ပထဝီနိုင်ငံရေးဆိုင်ရာဖိအားပေးမှုတွေနဲ့အသာစီးကဆက်ဆံနိုင်အောင်ပါပဲ။ဒါမျိုးကထရက်လုပ်လေးရှိတဲ့အကွက်တွေလည်းဖြစ်ပါတယ်။ဒီအတိုင်းအပေးလောက်တာတဲ့ဆိုင်မူလီလေးချက်ပြီးမှပြန်လျှော့ပေးတယ်ဆိုပြီးညှိနှိုင်းတဲ့ပုံစံမျိုးပါပဲဒီအထက်မှာအမျိုးသားကျိုးစီးပွားကိုကာကွယ်ဖို့နိုင်ငံတော်လုံခြုံရေးကိုထိန်းသိမ်းဖို့အမေရိကန်ဦးစားပေးမူဝါဒကိုအကောင့်ထဲဖို့စတဲ့အကြောင်းပြချက်တွေပါဝင်နေပါတယ်နောက်ပြီးတော့မဲဆွယ်ပွဲလုံတုံးကလည်းထရက်ကဗီဇာပေးမဲ့ကိစ္စတွေကိုဂတိပေးခဲ့တာတွေရှိခဲ့တာပါအခုတော့သူဂတိတွေကိုအကောင့်ထဲဖော်ပြနေတဲ့ကိစ္စမျိုးလည်းဖြစ်နေပါတယ်လက်တလောဖြစ်နေတဲ့ဒီကိစ္စကပွဲဆုံနေတာတော့အမှန်ပါပဲဒါပေမဲ့နောက်ပိုင်းမှာချွင်းချက်ပြုတဲ့ကိစ္စတွေနဲ့ကန့်သက်ချက်ဖြေလျှော့ပေးတဲ့ကိစ္စတွေရှိလာနိုင်တယ်လို့လည်းကျွမ်းကျင်သူတချို့ကလည်းသုံးသပ်ကြပါတယ်အထူးသဖြင့်တော့လူသားချင်းစာနာထောက်ထားမှုအမျိုးသားကျိုးစီးပွားတဲ့လိုအပ်တဲ့ကိစ္စတွေကိုထည့်သွင်းစဉ်းစားပြီးတော့ဒီကိစ္စတွေဖြစ်လာနိုင်ပါသေးတယ်။လက်ရှိမှာအမေရိကန်နိုင်ငံသားတွေတရားဝင်နေထိုင်သူတွေတရားဝင်ဗီဇာရှိသူတွေနိုင်ငံတကာတန်တမန်အဖွဲ့အစည်းတွေအမေရိကန်စစ်တပ်ဝင်တွေမိသားစုဝင်တွေကပိတ်ပင်မှုကိုတက်ရောက်ခံရမှာမဟုတ်ပါဘူး။နောက်တဲ့ချွင်းချက်နေတဲ့အမေရိကန်ရဲ့အကျိုးစီးပွားအတွက်လိုအပ်တဲ့သူကလည်းပိတ်ပင်မှုကနေကင်းလွတ်မှာပါ။နောက်ပြီးတော့ကန့်သတ်ချက်တွေကိုပြေလျှော့ပေးနိုင်တဲ့အခြေအနေတွေလည်းရှိလာနိုင်ပါတယ်။ဒီအခြေအနေကိုဝေဗီယာလို့ခေါ်ပါတယ်။ဘယ်လိုအခြေအနေမှာကျုံးဝင်နိုင်မလဲနိုင်ငံတွေကိုဝင်ရောက်ခွင့်ကအမျိုးသားလုံခြုံရေးကိုထိရောက်မှုမရှိဘူးဆိုရင်နိုင်ငံထဲဝင်ရောက်ခွင့်ကအမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားကျိုးစီးပွားအတွက်လိုအပ်တယ်ဆိုရင်အကျုံးဝင်ပါတယ်။ဒါ့အပြင်လူများစုမျှော်လင့်နေကြတဲ့တစ်ချက်ရှိနေသေးတာပါ။အဲ့ဒါကတော့ဒီပိတ်ပင်မှုကသူတို့ပေါ်မှာမမျှတတဲ့ဒုက္ခတွေဖြစ်စေတယ်ဆိုတဲ့အခြေအနေမျိုးပါပဲ။အဲ့ဒီကိုရှောက်ထားခြင်းနဲ့ဆိုရင်တက်ဆိုင်ရာကောင်စီဝင်ရုံဒါမှမဟုတ်တန်ယုံတွေကတအိုးချင်းစီစစ်စစ်ပြီးဆုံးဖြတ်ပေးသွားမှာပါ။အဲ့ဒါကလည်းစောက်ဖြစ်မှကြောင်းတကာဖြစ်မဲ့ကိစ္စပါပဲ။နောက်ပြီးတော့ချွင်းချက်နဲ့ကန့်သက်ခွင့်ရှော့ချပေးတဲ့ကိစ္စတွေဖြစ်လာခဲ့ရင်တော့မှစီစစ်လို့ရတဲ့လုပ်ငန်းစဉ်ရအကြာကြီးစောင့်ရမှာပါ။လက်ရှိထုတ်ပြန်ထားတဲ့အမိန့်ကတော့ American TV ပေါက်ထားသူတွေကိုတော့မသေးကြဘူးလို့တွေ့ရပါတယ်။အဲဒါကြောင့် TV ပေါက်ထားတဲ့သူတွေလည်းထီးပေါက်ပြီးတော့ထီးလက်မှတ်ပြောင်းနေတယ်လို့ဖြစ်နေပါတယ်။ Trump ရဲ့ဒီခီးသွားလာရေးပိတ်ပင်မှုအသစ်ဟာအမျိုးသားလုံခြုံရေးလူမှုကြီးကြပ်ရေးနဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာရှုပ်ထွေးတဲ့ကိစ္စရပ်တွေကိုပေါင်းစပ်ထားပါတယ်။ဒီကိစ္စရဲ့အကျိုးသက်ရောက်မှုတွေနဲ့တရားဥပဒေအရအဆုံးဖြတ်တွေကလာမယ့်ရက်သက်တစ်ပတ်တွေနဲ့လတွေတည်းမှာဘလို့ဖြစ်ပေါ်လာမလဲဆက်ပြီးတော့စောင့်ရမှာပါ။ဒီမူဝါဒကြောင့် Trump ကိုထောက်ခံသူတွေပိုများလာနိုင်ပေမဲ့နိုင်ငံတကာဆက်ဆံရေးနဲ့လူ့ခွင့်ရေးရှုထောင့်ကနေဝေဖန်မှုတွေတေချာပေါက်ရင်ဆိုင်ရမှာပါ။ဒီအကြောင်းကိုဘလို့ထင်မြင်ပါလဲ။ကိုမမဝေဖန်လေကန်ခဲ့ပါဦး။ဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်